ဈေးသွားနေတယ်ဈေးမှာခရမ်းချင်သေးကြက်သွန်အာလူဝယ်ဖို့လိုတယ်ငါးလေးဝယ်ရအောင်မယ်ဒါပေမဲ့ငါ့ဘယ်မှာဝယ်ရမလဲတော့မသိဘူးဒီလိုမျိုး situation ကို English လို့ဘယ်လိုပြောမလဲတစ်ချက်ကြည့်ကြည့်မယ်နော်ငါဈေးသွားနေတယ်ဘယ်လောက်လွယ်လဲ I'm going to the market I'm going to the market ငါဈေးမှာခရမ်းချင်သေးကြက်သွန်အာလူဝယ်ရမယ်ဆိုတော့ I need to buy ဒီမှာ pattern ဝင်ပြီ I need to buy ခရမ်းချင်သေး tomatoes ကြက်သွန် onions and potatoes ဘယ်မှာလဲ at the market ဟုတ်ပြီနော်ဒီနေရာမှာအရှိမ market ပါပြီးသားဆိုတော့ market နောက်တစ်ခါမထည့်တော့ there လို့ပြောလိုက်ရင်လည်းရတယ်နှစ်ချောင်းကိုရင်ပြောကြည့်မယ်နော် I'm going to the market now I need to buy tomatoes potatoes and onions there အမှာဝယ်မယ်ငါလဲဝယ်ရအောင်မယ် I also need to buy fish also လဲပဲ I also need to buy fish ငါ့ကိုဘယ်မှာဝယ်ရမလဲတော့မသိဘူး I don't know where to buy fish ငါမသိဘူး I don't know ဘယ်မှာဝယ်ရမလဲငါကို where to buy fish ဟုတ်ပြီနော် I don't know where to buy fish ငါကိုဘယ်မှာဝယ်ရမလဲမသိဘူး I'm going to the market now I need to buy potatoes tomatoes and onions there I also need to buy fish but I don't know where to buy it ဟုတ်ပြီလားမိတ်ဆွေတို့ဒီလိုမျိုးဗီဒီယိုလေးတွေကိုစိတ်ဝင်စားတဲ့ဆိုရင် comment မှာ yes လို့ရေးပေးပါကျတို့ဒီလိုမျိုးဗီဒီယိုလေးကိုစိတ်ဝင်စားတဲ့ English စာလေ့လာရတာလဲစိတ်ဝင်စားတဲ့စကားပြောလေးတွေကိုအဓိကသင်ချင်တယ်ဆိုလို့ရှင်တော့အခုလာမဲ့ batch 21မှာဒီလိုမျိုးစတင်နေပါပြီเนาะမိတ်ဆွေတို့လှက်မသွားအောင်လူပြည့်ကနေဖြစ်တဲ့အတွက်ကြောင့်မလို့အခုပဲတခါတည်းအနံလို့